အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ဥပဒေဘုသူတာအဖြစ်ဖြေကြားပေးချင်တာကတော့ဒီအတန်ချက်ဆက်တွေကိုဒီကျဲလောင်စွာဖွင့်ရင်ဘလို့အရေးယူဆောင်ရွက်လို့ရပါတယ်လဲဆိုတဲ့မေးခွန်းမှာမူတည်ပြီးဖြေကြားပေးပါမယ်ဒီရက်ကွက်တွေမှာဒီအလူမင်္ဂလာတွေပြုလုပ်တဲ့အခါမှာပေါ့နော်အတန်ချက်ဆက်တွေကိုဒီမနက်မိုးမလင်းသေးဘူးပေါ့နော်စပြီးတော့အသေးကျဲလောင်စွာဖွင့်တဲ့အခါဒီတစ်ဖက်မှာရှိတဲ့လူတွေနားမခံတော့ဖြစ်တဲ့အခါမှာဒီအရေးယူဆောင်ရွက်လို့ရပါတယ်ဒီရက်ကွက်တို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုံမှန်ဆက်ရှင်မှာဘယ်လိုပြဋ္ဌာန်းထားလဲဆိုတော့ဒီအတန်ချက်ဆက်တွေကိုဖွင့်မယ်ဆိုလို့ရှိရင်ဒီရက်ကွက်အုပ်ချုပ်ရေးမှုရုံးမှာသွားပြီးတော့တွားရောက်အသိပေးရမှာဖြစ်ပါတယ်ဒီတွားရောက်အသိပေးတဲ့အခါမှာရက်ကွက်အုပ်ချုပ်ရေးမှုရုံးကနေပြီးတော့တတ်မှတ်ထားတဲ့စီကံအတိုင်းဒီလိုက်နာဖို့အတွက်ကိုဒီပြောကြားပြီးတော့လိုက်နာဆောင်ရွက်ပြီးမှဒီလိုအတန်ချက်ဆက်တွေဖွင့်ဖို့အတွက်ကိုခွင့်ပြုပေးမှာဖြစ်ပါတယ်ခွင့်ပြုချက်တွေကိုမလိုက်နာပဲနဲ့ဒီလိုအတန်ကျဲလောင်စွာဖွင့်မယ်တစ်ဖက်သူရဲ့နားမခံတော့အောင်ဒီအတန်ချက်ဆက်တွေကိုဖွင့်လိုက်လို့ရှိရင်ဒီလိုကိုပုံမှန်29ရငွေတန်းပေးဆောင်မှာဖြစ်ပါတယ်ဒီငွေတန်းမပေးဆောင်ဘူးပြက်ကွက်တယ်ဆိုလို့ရှိရင်ဒီကျူးလွန်သူကိုထောင်ဒဏ်9ရက်ထက်မပိုတော့ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်